ဒါကတော့ကျွန်တော်တို့ဒီပတရားပေါ့နော်ပတရားကန်းချီရဲ့တခြားဘက်ချမ်းပေါ့နော်တကယ် main နေရာကြီးမဟုတ်ဘူးအခုတော့ပန်းဖြေနေတဲ့လူတွေရှိတာပေါ့နော်ဒါအခုချိန်ကကျွန်တော်ရေတက်နေတဲ့အချိန်ပေါ့နော်ရေတက်နေတဲ့အချိန်မှာကျွန်တော်ဟိုးဘက်မှာပေါ့နော်ပတရားဆိုင်ဖို့ဆိုရှိဟိုးရှိမှာတော့အကောင်တော့တကယ် main ပေါ့နော် main target နေရာပေါ့ဒီဘက်ချမ်းနေရတော့ကျွန်တော်တို့ဒီဘက်မှာဘန်ဂလိုတွေပါညာရှိမယ်အပြင်ကလူတွေပဲပေါ့နော်ဆိုင်ကယ်တွေပါနေနဲ့ကျွန်တော်လာပြီးတော့မှလမ်းလျှောက်တဲ့လူတွေလည်းဘီယာတောက်တဲ့လူတွေအပန်းဖြေတဲ့လူတွေဓာတ်ပုံရိုက်တဲ့လူတွေအမျိုးမျိုးပဲပေါ့နော်ဒါတော့ကျွန်တော်ဒီနားလေးကိုကျွန်တော်လိုက်ပြရတာပါပြီးတော့ကျွန်တော်တို့ဒီမှာရေကူးမယ်ပါညာဆိုလဲသူကကြိုက်တဲ့အချိန်ကူးလို့ရရတယ်နော်အဲ့လိုမျိုး security ပါညာကြီးတာတော့မရှိဘူးဟိုးရှိမှာဆိုရင်ကျွန်တော်တို့ဟိုကဘောပေါ့နော်ဘောအဝါရောင်လှုပ်ထားတာရှိတယ်အဲ့အဝါရောင်လှုပ်ထားတဲ့ဟာသူကအဲ့အထဲထဲမှာရေကူးရင်ပို့ပြီး safety ဖြစ်အောင်ပေါ့နော်အဲ့လိုပုံစံမျိုးတော့လုပ်ပေးထားတယ်ဟိုလိုမျိုးပေါ့နော်အဲ့လိုမျိုးရေကူးအောင်ပေါ့အဲ့လိုလိုက်ပြောတဲ့ပါညာတော့ဒီမှာတော့မရှိဘူးတချို့ hotel တွေမှာတော့တချို့ hotel နားထဲမှာပေါ့နော်သူတို့ရဲ့ security ဘာညာရှိရဆိုရင်တော့သူတို့ဘာနဲ့သူတို့အဲ့လိုရှေးစင်းမကူအရက်အနက်ပိုင်းမသွားဘူးလို့ပြောထားတာပေါ့နော်အခုလှိုင်းနေရတယ်တော်တော်ကျန်တယ်တော်တော်လှတယ်ဒါတော့ကျွန်တော်ရဲ့အခန်းထဲကတော့နီးနီးလေးပေါ့နော်တယောက်တည်းမကြလာတာပေါ့စပိန်လေးနဲ့ဆိုတော့လှိုင်းလေးရတယ်လှနော်ဟိုးဘက်ရှိမှာဆိုတဲ့လူတွေအများကြီးပဲဒါဒီဘက်ချမ်းနေရတော့ဘန်ဂလိုတွေပေါ့နော်ဒီမချို့တွေဆိုရင်မှာဘီယာတောက်ကြတယ်အဲ့လိုနားယူကြတယ်ဟိုရှိမှာဆိုရင်ကျွန်တော်စားတောက်ဆိုင်ရှိတယ်ပေါ့နော်ဒီဘက်ချမ်းနေရတော့ဒီဘက်ချမ်းဟာတွေကတော့ကျွန်တော်ဒီဟိုတယ်တွေပေါ့နော်ဟိုဘက်တွေမှာဆိုရင်လူတွေအများကြီးပဲဒါတော့မှဒီခီးသွားပါတဲ့ຢာစီပေါ့နော်နောက်လာတွေမှာဆိုရင်တော့ကျွန်တော်တို့ဒီထိုင်းနိုင်ငံရဲ့ဒီစုံကန်းပေါ့နော်စုံကန်းပေါ့နော်ဒီတကြံရောက်တော့မှာပေါ့နော်အဲ့ကြရင်တော့ဒီဘက်ဟိုတယ်တွေမှာတော့လူပိုပြည့်တာပေါ့ဒါပေမဲ့စီးပွားရေးကတော့လက်ရှိအချိန်ကတော့ဒီထိုင်းမှာတော့အရင်ထက်တော့တိတ်မကောင်းလို့အတန်တွင်ထားပါဘာဖြစ်လဲသူကလည်းလူကတော့လာတဲ့လူကလာတာပေါ့နော်ဒီဘက်တွေဆိုလည်းအဲ့လိုမျိုးပေါ့နော်ဟိုတယ်တွေရှိတယ်ဟိုဘက်မှာတော့ main road တွေပေါ့နော်ဒီဘက်တွေကလည်းအဲ့လိုတိတ်စစ်စစ်ပေါ့နော်လူအများများတဲ့နေရာမှာသွားကျင်တဲ့လူတွေကြတော့ဒီလိုနေရာမျိုးမှာပဲသူတဲခိုကြတာပေါ့နော်ပတရားရဲ့အလှပတွေပေါ့နော်ပတရားရဲ့အလှပတွေပတရားရဲ့အငွေသက်တွေပါဒီလေးတွေအားလာတယ်ဒါအားလာနော်ဒါလက်ရှိကျွန်တော်6နာရီပေါ့နော်ညနေ6နာရီပဲရှိပါသေးတယ်တခါကျရင်နေဝင်စည်းစာလေးကြည့်နေမှာတအားတော်တော်လာ